ဖိုးစော်လဲအောင်လေမျိုးမင်းလဲအောင်လေငါနာမည်မပါဘူးမင်းပါလို့စိတ်ညစ်နေတာလေအောင်စင်ကငါနာမည်မပါလို့ဟဲ့အောင်မင်းအောင်တာလည်းနည်းရှိလို့တက္ကသိုလ်တော်တက်နေတာကြောင်တော်နဲ့ဆရာကျွန်တော်ရဲ့ဒီလက်ချောင်းလေးမကောင်းဘူးခင်ဗျ ဘာဖြစ်လို့လဲ ဒီလက်ချောင်းလေးကိုနားနဲ့ထိုးလိုက်ရင်ကျွန်တော်ဘာမှမကြားရတော့ဘူးဆရာဖေးတာသွားပြီ ထီးယူပါရ မိုးမောင်ရတာဖေးရဲ့ မိုးမရွာဘူးလို့မင်းပြောနိုင်လား ပြောနိုင်တာပေါ့ဖေးမိုးမရွာဘူးကဲသွားပြီနော်ကိုကို အင်းပြောနေတယ် တိတ်မပြန်ရတော့ ဟာလားတဲမပြန်ရတော့လားကိုကတော့ပြန်ရလို့ပြန်ပြီး Run. ဟယ်လိုရဲစခန်းပါလားကျွန်တော်အကူအညီလိုတယ်လို့ပါ ဟုတ်ကဲ့ဘာကူညီပေးရမလဲခင်ဗျာ လူတက်မှုဖြစ်သွားတော့ခင်ဗျ ဟာလားညီလေးဘယ်မှာလဲ ရုပ်ရှင်ထဲမှာ ရုပ်ရှင်တွေပါ ကိုကျွန်တော်မိန်းမပျောက်သွားလို့ဗျာ Oh no. ဒါဆိုရေးစကန်သွားလေညီလေးစားရဲရောက်နေတယ် အော်တောင်းပါပါဗျာပြောပြလုံးပြီးပဲသွားလို့သွားမှမသိဘူးဖြစ်လို့ ယောက်ျားဒီနေ့မိန်းမဆင်ကန်းတော့ပြရလေဆရာဝန်ကစိတ်ဖြည်စည်းလာတွေပြောင်းအောင်နိုင်ငံခြားကိုခရီးထွက်တဲ့ပြီးတော့ဆရာဝန်ကနယူးဇီလန်ဒါမှမဟုတ်ပြင်သစ်ကိုသွားတဲ့အဲ့ဒါဘယ်သွားရမလဲ နောက်ဆရာဝန်တယောက်စီသွား ဟဲ့ဘာဖြစ်နေတာလဲငါတို့လေစကားမပြောလမ်းမလျှောက်ဘူးဖြစ်နေလို့ဘာဖြစ်လို့လဲမနေ့ကမှမွေးလို့လေဟဲ့ဘာလို့အဲ့လိုလမ်းလျှောက်နေတာလဲ ဒီလိုကွာမနေ့ကငါဖုန်းဝယ်ဖို့ဖုန်းဆိုင်သွားခဲ့တယ်ဆိုင်တစ်ခုလုံးပတ်ကြည့်ပြီးမှငါဖုန်းတစ်လုံးရွေးခဲ့တာ iPhone 12 Pro ဈေးက16သိန်းကျော်ကွာအဲ့ဒါပတ်စံရှင်းတဲ့ဒီငေါ့ဆိုင်ဝင်တန်းကလာပြီးတော့ဘာနဲ့ရှင်းမှလဲဆိုပြီးတော့ credit ဆက်လာပြတယ် Oh no. အဲ့သုံးမျိုးတွေကကြိုက်တာနဲ့ရှင်းပေါ့အဲ့ဒါနဲ့ငါလည်းငါကြိုက်တဲ့ဟာနဲ့ရှင်းခဲ့လိုက်တယ်ကွာ ဘယ်စောနဲ့ပြတ်သွားဆိုသူ့အိမ်ကလူသဘောမတူလို့ဘယ်သူမတူတာလဲသူ့ယောက်ျားလေဆရာအေးပြောလေညဆိုကျွန်တော်အိမ်မက်ထဲမှာမြောက်တွေဘောလုံးလာကန်တယ်ဟုတ်လားအဲ့ဒါဆိုဒီဆေးတောက်လိုက်ဟုတ်ဆရာကျွန်တော်မနေ့ကတောက်လိုက်မယ်ဒီနေ့ဘာလို့မတောက်တာလဲဒီနေ့ကမြောက်တွေရဲ့ final လေးဆရာဟယ်လိုနေကောင်းရလားငါနေ့စီပြန်လာခြင်းလား မင်းကချစ်သေးရမလား
ဒီမှာအခုပြောနေတာထမင်းစားတဲ့လူနော်မျက်စားတဲ့နွားမဟုတ်ဘူး Turn down for what? မိမရေ password ကပါလေကျမမွေးနေ့လေ 2 hours later. မွေးနေ့ကဘယ်နေ့လဲဟာဘယ်နေ့လဲဟာလားရပြီလားဒီနေ့ကျွန်တော်မိန်းကလေးတွေရဲ့လိုအပ်ချက်ကိုမိမောင်းထိုးပြပါမယ်မိပြတ်သွားပြီဆရာညကလေအိမ်မက်ထဲမှာနင်ငါ့ကိုဆင်လက်စွပ်ကြီးဝယ်ပေးနေတာတဲ့ငါအိမ်မက်ထဲမှာတော့နင်အဖေကအဲလက်စွပ်ဖို့ရှင်းပေးလိုက်တယ်တဲ့ တင်အလိုရှိတာတောင်းပါ သိကျင်တာရောမေးလို့ရလား ရတာပေါ့ ချူပါပီမွန်ညညိုကပါလေ ဘာကြီး ချူပါပီမွန်ညညို လူစကားမပြောဘူး မင်းပါလို့နေတာလေငါးများနေရလေရေထဲမှာငါးမှမရှိတာတက်ကခိုင်းလို့ဆရာဝနာကိုငါဖမ်းခိုင်းသေးလား မပြောပါဘူး ဟဲ့အောင်မင်းတက်ကဆိုတာပထမတက်ကကျုံမိန်းမကိုပြောတာအမေ အေးတာ အကယ်လို့တာတစ်တော့မရိုက်တော့ဘူးဆိုရင်အမေဘာလုပ်မှာလဲ တရက်ကွက်လုံးထမင်းကျွေးပလိုက်မယ်